တော့ထရန့်ကအမေရိကန်ကအီရန်ရဲ့ဒီဆောက်မှုကိုဖျက်ဆီးခြင်းလားအဲ့တော့အီရန်ကပြန်လဲခုခံနိုင်တဲ့အဆင့်ကအတက်နိုင်ဆုံးကာကွယ်တဲ့အဆင့်ပဲရှိတယ်ဒါပေမဲ့အီရန်ကအမေရိကန်ကိုဖျက်ဆီးနိုင်တဲ့အင်အားမရှိဘူးအမေရိကန်ကိုဘယ်လိုတိုက်အီရန်မနိုင်ဘူးအီရန်ကဒါကြောင့်အမေရိကန်ကသူ့ကိုလက်ဖျက်ဆီးတာကိုကြံခဲ့နည်းနည်းကြံလဲအမြတ်ပေါ့ဗျာအဲ့ဒါမျိုးအီရန်ကစဉ်းစားတဲ့ပုံစံရှိရမယ်ဒါကြောင့်အမေရိကန်မတိုက်တော့ဘူးရပ်သွားတယ်ဆိုရင်ဒါအီရန်ကအမြတ်ထွက်ပြီနောက်တစ်ခုကလည်းအမေရိကန်ကိုမတိုက်ပဲအများဆုံးရပ်ဖို့အတွက်အီရန်ကဖိအားပေးတဲ့အနေနဲ့အိန္ဒိယချင်းနိုင်ငံတွေကိုတိုက်နေတာဟောမုတ်ရေလက်ကြားကိုပိတ်နေတာပြောချင်တာကဟောမုတ်ရေလက်ကြားကိုပိတ်ခြင်းဟာအီရန်ကညစ်ပတ်တာမဟုတ်ဘူးကမ္ဘာကြီးစီပြက်လို့ဒုက္ခရောက်ရင်အမေရိကန်ကိုစက်မတိုက်အောင်ဖိအားပေးစေချင်တာအခုဒီနေ့ဖြစ်တယ်လို့ပေါ့အမေရိကန်နဲ့ကမ္ဘာခေါင်းဆောင်တွေနဲ့ရန်ဖြစ်နေတယ်လို့မျိုးဖြစ်အောင်အီရန်ကထောင်ထားတဲ့ထောင်ချောက်ပေါ့ဒိုနီလကောင်မင်းအရှေ့လေပိုင်းနိုင်ငံတွေကလည်းပျက်စီးဆုံးရှုံးလာပြီးဆိုရင်ဒီနိုင်ငံတွေကလည်းအမေရိကန်မင်းတို့စစ်လာတိုက်လို့မင်းတို့စစ်တိုက်လို့အီရန်ကပြန်လောက်ရတာအီရန်မှာလုတ်ပိုင်ခွင့်ရှိတယ်အဲ့တော့မင်းတို့အမေရိကန်မတိုက်နဲ့တော့ရက်လိုက်တော့ဆိုတဲ့ပုံစံနဲ့ဖိအားပေးစေခြင်းလို့အီရန်ကဒီရွေချက်နဲ့လုပ်နေတာဒါကြောင့်အီရန်ရဲ့ငကိုရွေချက်ကအမေရိကန်ကိုကြောက်တယ်အမေရိကန်ကိုကြောက်တယ်အားလဲခံနေတယ်ဒါအီရန်ရဲ့အစိုးရရဲ့စိတ်နေစိတ်ထားအမေရိကန်ကိုကြောက်တယ်အားလဲခံနေတယ်တော့အမေရိကန်ဘက်ကလည်းဗာပြောလဲမင်းငါ့ကိုအာခံရင်မင်းငါအကုန်လုံးပြတ်သုံးလို့အောင်လုပ်မယ်ဒါပေမဲ့အီရန်ကကြောက်တယ်ဖြဲလဲကြောက်တယ်အားလဲခံနေတယ်ဒါပေမဲ့အီရန်ဟာအမြဲတမ်းအမေရိကန်ကသူ့ကိုစစ်လာမတိုက်အောင်တန်ရေးတမန်ရေးနီးအပျော်လန်းဒီမျိုးစုံနဲ့အီရန်ကဆွေးနွေးခဲ့တယ်အမေရိကန်ကိုဖြောင်းပြခဲ့တယ်အမေရိကန်သမ္မတအဆက်ဆက်ကလည်းဒီအီရန်ကအမေရိကန်သူ့ကိုလုံးဝလာမတိုက်ရအောင်ကုလသမဂ္ဂကိုအသုံးချတယ်နိုင်ငံတကာအမှုပြည်စွမ်းရင်အင်ဂျီစီကိုအသုံးချတယ်ကမ္ဘာခေါင်းဆောင်တွေကိုအသုံးချပြီးတော့ဦးကျွန်တော်ပြောနေတာအရက်သားစကားနော်တန်ရေးတမန်ရေးမဟုတ်ဘူးအဲ့တော့အဲ့လိုမျိုးနီးနေနဲ့အမေရိကန်မတိုက်ရလေအောင်သူနီးမျိုးစုံနဲ့အီရန်ကလှုပ်ထားနိုင်ခဲ့တယ်နောက်ဆုံးကြတော့အီရန်ရဲ့လုပ်ရက်ကဘယ်လောက်မှန်ကန်သွားလဲဆိုရင်သမ္မတအိုဘားမားနဲ့ဆိုရင်မင်းဒီစာချုပ်တွေတော့လက်မှတ်ထိုးပြီးတော့အမေရိကန်ကရော်ကြေးအနေနဲ့တော့မင်းညကသမ္မတထရန့်ရဲ့ပြောစကားရဆို 1.8 ဘီလီယံရှိတဲ့ဒေါ်လာသန်း1900ကိုငွေသား cash ဒီပြောအစိမ်းတွေအရွက်တွေအမေရိကန်ဘဏ်တွေကထုတ်ပြီးတော့အီရန်လက်ထဲထည့်ပေးလိုက်ရတာ cash လေပြန်နဲ့ပို့တာအဲ့လောက်ထိအီရန်ကအကျိုးမြတ်ရသွားခဲ့တယ်အီရန်ကပြောချင်တာကအမေရိကန်ကိုလှည့်ပြားနိုင်တယ်ကမ္ဘာကြီးကိုလှည့်ပြားနိုင်တယ်ကုလသမဂ္ဂကိုကောင်းကောင်းအသုံးချတယ်ဘာလို့ကမ္ဘာအဖွဲ့အစည်းတွေကိုကောင်းကောင်းအသုံးချတယ် ICC တို့ကိုကောင်းကောင်းအသုံးချတယ်လူခွင့်ရေးကိုကောင်းကောင်းအသုံးချတယ်ဒါတရုတ်လည်းအဲ့လိုနည်းနဲ့အမေရိကန်ကိုနိုင်ယူထားတာတွေအများကြီးရှိတယ်အဲ့ဒါမျိုးတွေလုပ်ပြီးတော့လှည့်ပြားခဲ့တယ်သူ့ရဲ့ရွေချက်ကသူအမေရိကန်ကိုမကြောက်တယ်အမေရိကန်ကသူမနိုင်ဘူးမနိုင်တော့အမေရိကန်လာမတိုက်ရအောင်သူနီးမျိုးစုံနဲ့လှည့်ပြားတယ်အမေရိကန်လာတိုက်ရင်သူတိဆောက်ထားတာအားလုံးဆုံးရှုံးမယ်ဆိုတာအီရန်ကောင်းကောင်းသိတယ်ဒါပြန်တဲ့ထဲမှာလေသူကဟန်ကိုဖို့အနေနဲ့အမေရိကန်ကိုဖျဲချောက်တယ်အမေရိကန်ကိုအားခံတယ်ဒါပြန်တဲ့ထဲမှာပဲအဲ့ဒီအတွက်လေသူက48နှစ်ကြာတနိုင်ငံလုံးမှာရှိတဲ့မြေအောက်ဘန်ကာတွေကစောက်ပြီးတော့ပြင်ဆင်ထားတယ်ဒုံးကြီးတွေစောက်ထားတယ်ဖွက်ထားတယ်ပြင်ဆင်ဒုံးပစ္စည်းတွေလျှို့ဝှက်ထားတယ်အမျိုးစုံပြင်ဆင်ထားတယ်အဲ့ဒီအတွက်လေအီရန်ဟာညီမျိုးစုံနဲ့ပတ်စံရနေတယ်အဓိကရေနံကနေပတ်စံရနေတယ်အဲ့တော့ရေနံကရတဲ့ပတ်စံတွေအားလုံးကိုအမေရိကန်ကိုအာခံဖို့အတွက်ကိုပဲပြင်ဆင်ထားတယ်အဲ့ဒီပတ်စံတွေအားလုံးကိုပြည်သူကိုကျွေးတာကနည်းနည်းပြောချင်တာပြီးတော့အိန္ဒိယနေသူတို့အာဏာတိဆောက်ထားတယ်အဲ့ဒီအာဏာတိဆောက်ထားပြီးတော့အမေရိကန်ကိုလည်းအာခံတယ်တစ်ဖက်ကလည်းကြောက်တယ်အမေရိကန်လာတိုက်ရင်သူတို့ခံရမယ်ဆိုတာလည်းသိတယ်အဲ့တော့အမေရိကန်လာမတိုက်ရဲအောင်အမေရိကန်လာမတိုက်ချင်အောင်အမေရိကန်စစ်တိုက်တဲ့ကိစ္စကိုကန့်ကွက်အောင်အီရန်ကကမ္ဘာလုံးမှာဆဲတွေရှိတယ်အဲ့ဒီဆဲတွေကအခုလက်ရစွန်းတွေပြောနေတဲ့ဆဲတွေပဲကမ္ဘာလုံးမှာအစ္စလာမ်ဘာသာဝင်တော်တော်များများဟာခြေချနေပြီးသားဖြစ်နေပြီအဲ့ဒီကနေမှအစ္စလာမ်ဘာသာဝင်တော်တော်များများဟာကမ္ဘာလုံးမှာအခြေချနေပြီ migrant တွေဖြစ်နေကြပြီအဲ့တော့အဲ့ဒီအခြေချနေမှုကနေအဲ့ဒီအီရန်ရဲ့ဆဲတွေကနေတဆင့်သူကလူခွင့်ရေးဒီမိုကရေစီအရေးနဲ့အမေရိကန်နဲ့အနောက်နိုင်ငံအစိုးရတွေကိုသူတို့ဒုံနဲ့သူတို့ပြန်ရိုက်တာသူတို့ပြောနေတဲ့လူခွင့်ရေးဒီမိုကရေစီရေးနိုင်ငံတကာရေးဥပဒေရေးအများကုလသမဂ္ဂများ ICC ဆိုတာနဲ့လုပ်ပြီးတော့အမေရိကန်ကအနိုင်မကျင့်နဲ့အနိုင်ကျင့်ရင်ဒါကအီရန်ကလုပ်ခွင့်မရှိဘူးဒီလိုနီးနဲ့အီရန်ကကာထားတာအဲ့ဒီတိုင်းပဲအီရန်ရဲ့ဆဲတွေဖြစ်နေတဲ့ဒီအီရန်နိုင်ငံသားတွေကအီရန်တရှိုတွေကတခြားအစ္စလာမ်ဘာသာဝင်တွေကကမ္ဘာလုံးမှာဒီကနေ့တော့ကစစ်ပွဲတွေကြောက်ပဲကနေ့တော့ refugee ဒုက္ခသည်တွေပုံစံနဲ့ရောက်ရှိနေပြီးအီရန်ဘက်ကနေပြီးတော့ကာဗာလုပ်ပြီးတော့ဘယ်လိုပြောမလဲနိုင်ငံရေးကနေတဆင့်ဝင်ရောက်ဆွတ်ဖက်ဆန္ဒပြမှုတွေဖိအားပေးမှုတွေသူတို့ရဲ့သက်ဆိုင်ရာလွှတ်တော်အမတ်များကိုဖိအားပေးမှုတွေကနေအဲ့ဒီအကာအကွယ်လည်းအီရန်ကယူထားတယ်။ဒါပြိုင်တဲ့ထဲမှာလည်းအီရန်ကဒီအစ္စလာမ်ဘာသာရဲ့ကယ်တင်ရှင်ပုံစံကိုပုံဖန်ထားတယ်။အဲ့တော့အစ္စလာမ်ဘာသာကို
နောက်ဆက်နေတဲ့လူတွေအားလုံးအီရန်ကတက်ပြီးဒီလူကိုတေတံပေးမယ်ဒီလူကိုဒီလူရဲ့ခေါင်းကိုတန်း20ပေးမယ်အဲ့ဒါမျိုးတွေနဲ့လေအီရန်ကလုပ်ပြထားတယ်အဲ့တော့လုပ်ပြထားတော့ဒီကမ္ဘာလုံးမှာရောက်နေတဲ့သူ့ရဲ့ cell တွေပေါ့နော်အီရန်ရဲ့သရှိုးတွေစပိုင်တွေပေါ့ဗျာနောက်မှအီရန်ကိုအသနာပုံနေတဲ့အုပ်စုတွေပေါ့အဲ့ဒီအုပ်စုတွေကနေတဆင့်သူကအမေရိကန်နဲ့အနောက်နိုင်ငံများသူ့ကိုမတိုက်ရဲအောင်မတိုက်ချင်အောင်မတိုက်လာအောင်ဟန်တာထားနိုင်တယ်အဲ့ဒါကလေအီရန်ကကမ္ဘာလုံးမှာရောက်ရှိနေတဲ့အစ္စလမ်ဘာသာဝင်ဒုက္ခသည်တွေကိုကောင်းကောင်းအသုံးချထားတာဒါမှမဟုတ်လေအသုံးချခြင်းခံရတာဒါမှမဟုတ်သူကိုယ်တိုင်လွှတ်ထားတဲ့အီရန်ရဲ့ cell တွေရှိတယ်အဲ့ရနေပေါ့ဒီနိုင်ငံကနေတော့ပတ်စံတွေပေးပြီးတော့လှုပ်ဆော်တာပေါ့ UK နိုင်ငံမှာဆိုရင် UK နိုင်ငံမှာဆိုရင်လွတ်လပ်စွာဒီမီဒီယာပေါ့နော်လွတ်လပ်တဲ့မီဒီယာရရုပ်မြင်သံကြားဌာနတစ်ခုရှိတယ်နော်အဲ့ဒါကအီရန်ရဲ့သတင်းဌာနအီရန်ကပတ်စံထောက်ပံ့ထားတာဒါပေမဲ့ UK အစိုးရအဲ့ဒါတွေခွင့်ပြုထားတယ်အဲ့ဒီသတင်းဌာနကနေတဆင့်အီရန်ကသူ့ရဲ့ဒီစပိုင်တွေဆဲတွေကိုပတ်စံနဲ့မွေးမြူနေတာကျွန်တော်မှတ်မိသလောက်ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့လှုပ်ရှားတဲ့လူတွေတော်တော်များများတော့အဲ့ဒီသတင်းဌာနမှာဒီကျွန်တော်ဦးပြောနေတဲ့ UK ရဲ့အဲ့ဒီရုံးမြင့်တရားသတင်းဌာနမှာအင်တာဗျူးတွေပြောခဲ့ရဘူးတယ်သူတို့ကတော့ဗျာသူတို့ Ranger issue ကိုသူတို့သတင်းဌာနတွေကအင်တာဗျူးတော့သူတို့လည်းပြောတာပေါ့အမှန်ကအဲ့ဒါအီရန်ရဲ့တကယ် cell တွေအဲ့တော့အဲ့လိုမျိုးနီးနဲ့ကမ္ဘာမှာအီရန်ကကန်ကောင်းတာကကမ္ဘာပေါ်မှာဒီအမေရိကန်နိုင်ငံမှာ UK နိုင်ငံမှာဥရောပနိုင်ငံမှာဒုက္ခတွေတော်တော်များများအစ္စလမ်ဘာသာဝင်တွေကိုစီယုံထားနိုင်တယ်တို့မို့သူ့ cell တွေကနေတဆင့်စီယုံထားနိုင်တယ်အဲ့တော့အီရန်ရဲ့အဓိကရည်ရွယ်ချက်ကမင်းကပါလေဒါကြောင့်လေအဓိကရည်ရွယ်ချက်မင်းကပါလေမဖြတ်စီဖို့ပဲအဲ့တော့ဒီကျွန်တော်ပါလက်စတိုင်းပြည်ပခါမှာလည်းတွေ့ရတယ်အဲ့လိုမျိုးသူတို့ထုတ်ထားတဲ့ဆဲတွေရိုင်းတစ်စင်အစ္စရေးကိုနီးမျိုးစုံနဲ့ကန့်ကွက်ပြီးတော့ဂါဇာကိုဘုံမကျဲဖို့တားတာပေါ့ဟာမတ်ကိုရှင်သန်ဖို့တားတာအဲ့ဒါကိုအစ္စရေးကလူမိုက်လုပ်ပြီးတော့အမိုက်ခံပြီးတော့ကိုကျဲပလိုက်တာဟာမတ်ကိုရှင်းလိုက်တာအဲ့ဒီပုံစံအတိုင်းအီရန်ကလည်းအခုဂါဇာကိုအသုံးချသလိုပဲအနောက်နိုင်ငံများမှာရှိနေတဲ့သူ့ရဲ့ဆဲတွေအစ္စလမ်ဘာသာဝင်ရဲ့တစ်စင်အီရန်ကိုအမေရိကန်ကဘုံမကျဲရအောင်ဂါဇာကိုဆန္ဒပြပွဲလုပ်တယ်လို့မျိုးဂါဇာတော့ကတော့ we stand with Palestine ပေါ့ဗျာအခုကလည်း we stand with Iran ပုံစံနဲ့ဆန္ဒပြပွဲတွေလုပ်ဖို့ကြံခဲ့တာအဲ့တော့အမေရိကန်ကအီရန်ကိုစတိုက်တဲ့အချိန်မှာအဲ့ဒီပုံစံနဲ့ကြံခဲ့တယ်အဲ့ဒီပုံစံအတိုင်းပဲ we stand with Iran တွေအများကြီးပေါ်လာတယ်အဲ့ဒီအဲ့တစ်စင်လဲဆန္ဒပြပွဲတွေလုပ်ဖို့စ조사တယ်ဒါပေမဲ့ဒီတစ်ခါကျတော့အနောက်နိုင်ငံအစိုးရတွေကလဲသွားပြီဘာကြောင့်လဲပါလက်စတိုင်းကိစ္စမှာသူတို့ခံလိုက်ရတယ်လွတ်လပ်စွာဆန္ဒပြပွဲတွေဆိုပြီးခွင့်ပြုလိုက်တာကနည်းနည်းအဲ့ရနေမှာဒီကနတော့ကဂျူးမုံတီကျွေးကြော်တန်တွေဒီပါလက်စတိုင်းကို support လုပ်တယ်ဆိုတဲ့အဖြတ်စည်းမှုတွေ UK နိုင်ငံမှာဖြစ်လာတဲ့အခါမှာနောက်ဆုံး UK အစိုးရကဒီပါလက်စတိုင်းကိုထောက်ခံတဲ့အဲ့ဒီအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်လွှတ်တော်ကနေကြေညာပြီးတားလိုက်ရတဲ့အထိဖြစ်တယ်အမေရိကန်နိုင်ငံမှာလည်း Donald Trump တက်လာတဲ့အခါမှာဒီအဖွဲ့တွေကဒီဆဲတွေကဒီအမေရိကန်နိုင်ငံရဲ့ကျောင်းတွေကနေတစ်ဆင့်ကျောင်းသားတွေကနေတဆင့်မှာဝင်ပြီးတော့ကျောင်းတွေကိုစီးပြီးတော့ဆန္ဒပြအမေရိကန်နိုင်ငံရေးမဟုတ်ဘဲနဲ့ဒီအဲ့ဒီအရေးအတွက်ဒါအီရန်ကအကုန်လုပ်ထားတာအဲ့ဒီရေးအတွက်ကိုဆန္ဒပြပွဲအကြီးအကျယ်လုပ်တဲ့အခါမှာတမန်တော်နဲ့ထွက်တက်လာတဲ့အခါကျမှအဲ့ဒီလူတွေကိုဖမ်းတာတွေစီးတာတွေပြန်ပို့တာတွေဟိုဒါဒီကျွန်တော်တို့ဒီဟာဘတ်တက္ကသိုလ်မှာဆိုရင်ဒါအားလုံးမှတ်မိလားတူရကီကဟိုဒီပါမောက္ခပေါ့နော်ပါမောက္ခဆရာဟိုဒီမောဟို PhD ကျောင်းသူလေးကိုဖမ်းပြပလိုက်တာအဲ့ဒါမျိုးနဲ့ပြန်ပို့ပိုင်လုပ်လိုက်ချိန်မှာငြိမ်သွားတာအဲ့ဒီအတိုင်းအခုကအီရန်ကလုပ်သေးချင်တာဒါပေမဲ့ပါလက်စတိုင်းကိစ္စမှာသူတို့လောက်တာတွေအရန်များသွားတဲ့အခါကျတော့အခုဒီခါတဲ့ကြတော့အမေရိကန်ကလည်းလုံးဝခွင့်မပြုသလို UK ကလည်းလုံးဝဒီအီရန်ကိုထောက်ခံတဲ့ဆန္ဒပြပွဲတွေလုံးဝခွင့်မပြုတော့ဘူးဥရောပနိုင်ငံတွေလည်းခွင့်မပြုတော့ဘူးအဲ့တော့ဆိုလိုချင်တာကအဲ့လိုနီးနဲ့အီရန်ကဂါဇာကိုလုပ်တယ်လို့မျိုး we stand with Palestine လိုမျိုး we stand with Iran ဆိုပြီးတော့လန်ဒန်မြို့ရဲ့လမ်းမတွေမှာပါရီမြို့ရဲ့လမ်းမတွေမှာနယူးယောက်မြို့ရဲ့လမ်းမတွေပေါ်မှာသူကလှုပ်ရှင်နေတာပြောချင်တာကအမေရိကန်ကိုတားချင်တာဘာလို့အမေရိကန်သူ့ကိုလမ်းမတိုက်အောင်အမေရိကန်တိုက်ရင်သူခံရမှာသိတယ်အဲ့တော့အီရန်ရဲ့စိတ်နေစိတ်ထားကအမေရိကန်ကိုမနိုင်မှန်းလဲသိတယ်အမေရိကန်ကိုလည်းအားလဲခံချင်တယ်အဲ့တော့သူကအီရန်ခေါင်းဆောင်တွေကစိတ်နှခွဖြစ်နေတာအဲ့တော့အဲ့ဒီမျိုးကနေပြီးတော့အမေရိကန်သူ့ကိုလမ်းမတိုက်အောင်သူတိုင်းနေအဲ့ဒီနျူကလ িয়ার လက်နက်နဲ့ဒီလိုတာဝေးပြစ်ဒုံးကြီးတွေကသူတကယ်ရသွားခဲ့ရင်တရုတ်လိုသူရခဲ့ရင်မြောက်ကိုရီးယားလိုရခဲ့ရင်အမေရိကန်သူ့ကိုမထိရဲဘူးဆိုတာသူသိတယ်ဘာလို့သူ့မှာနျူကလ িয়ার လက်နက်ရှိရင်သူနျူကလ িয়ার လက်နက်ပြန်ပစ်မယ်သူ့မှာဒါအကယ်၍အခုကသူပြစ်နေတဲ့ဥစ္စာကအရှေ့လေပိုင်းနိုင်ငံအမေရိကန်ထိတာသူ့ရဲ့ဒုံးကြီးပြစ်နေတယ်ဆိုအမေရိကန်အစိုးရကသူ့ကိုတိုက်ဖို့တော်တော်စဉ်းစားရမှာဘာလို့အမေရိကန်ပြည်သူတွေအရှေ့လေပိုင်းမှာထိကုန်မှာ哦သူကအဲ့လိုပုံစံနဲ့အပြော့ဆွဲပြီးတော့သူကနီးမျိုးစုံနဲ့ကဘာကြီးမှာသူကတားနေတာဘာကြောင့်လဲအမေရိကန်တိုက်မှာဆိုလို့အခုသူလုပ်ခဲ့တဲ့သမ္မတတွေနဲ့မတူတဲ့ဒေါ်နယ်ထရန့်နဲ့လည်းတွေ့တဲ့ခါကျတော့သူအဲ့ဒါမအောင်မြင်ဘူးမအောင်မြင်တော့သူကဘာလုပ်ရလဲဆိုတော့
အဲ့ဒါအဲ့ဒီချိန်မှာသူတို့ဘက်ကဘာပြန်လှည့်လဲဆိုတော့ဟာအမေရိကန်ကမတရားလုပ်ပါတယ်အမေရိကန်ကမတရားလုပ်ပါတယ်ဆိုတဲ့ပုံစံနဲ့သူတို့ဘက်ကပြန်လှည့်တယ်အီရန်ဘက်ကဒါပေမဲ့မမီတော့ဘူးအဲ့တော့ငကိုကအီရန်အကြောက်ဆုံးဒီအမေရိကန်သူ့ကိုဝင်တိုက်မှာအမေရိကန်မတိုက်ရအောင်နီးမျိုးစုံနဲ့သူတို့လှည့်ပြားနေတယ်နီးမျိုးစုံနဲ့ကျွန်တော်ပြောသလိုအရှေ့လက်ပိုင်းနဲ့ဥရောပနိုင်ငံတွေမှာအမေရိကန်မှာရောက်နေတဲ့အဲ့ဒီအစ္စလမ်ဘာသာဝင်တွေကိုအသုံးချပြီး Western with Iran တွေလောက်ထားတာပါလက်စတိုင်းလို့တို့လိုမျိုးအဲ့လိုမျိုးနဲ့သူကဖိအားပေးပြီးအမေရိကန်ကိုစစ်ပွဲကိုရပ်ခိုင်းတာအဲ့တော့အစ္စရေးကကြတော့ခေါင်းပါတယ်အစ္စရေးကပါလက်စတိုင်းကိုအဲ့လိုနီးနဲ့ဖိအားပေးပြီးမဲ့လေအစ္စရေးကလုံးဝခေါင်းပါပြီး ICC အရောက်ခံပြီးကိုဟာမတ်စ်ကိုရှင်းထုတ်လိုက်တာအစ္စရေးကခေါင်းပါတယ်ဘာကြောင့်လဲဟာမတ်စ်ကိုတို့ကမရှင်းစေချင်တာအဲ့ဒီအတိတ်ပဲအီရန်ကလေအဲ့လိုနီးနဲ့အမေရိကန်ကိုဖိအားပေးမှာဒါပေမဲ့ဒီတစ်ခေါက်သူမအောင်မြင်လိုက်ဘူးဘာကြောင့်လဲဟာမတ်စ်ကြောင့်ပဲအရှေ့လက်ပိုင်းပြဿနာဟာဒီအနောက်နိုင်ငံရေးလောကတစ်ခုလုံးကိုရိုက်ခတ်သွားစေတယ်အမေရိကန်မှာဆိုရင်အမေရိကန်သမ္မတတက်လာပြီးတော့ဒီဆန္ဒပြပွဲတွေကိုဖမ်းတာတွေစီးတာတွေအားလုံးမှတ်မိမှာပါနော်သမ္မတထရန့်တက်မဆုံးတက်တဲ့အချိန်မှာပါလက်စတိုင်းတက်ကြွလှုပ်ရှားသူတွေအကုန်ဖမ်းပြီးပြန်ပို့ပြတာဖမ်းပြီးတော့ထောင်ထဲထည့်ပြတာအများကြီးလုပ်ပလိုက်တာဘယ်သူမှလမ်းပေါ်ထွက်ပြီးအမေရိကန်မှာဆန္ဒမပြရတော့ဘူးပြကြည့်ပါလားပြတာနဲ့ဖမ်းပါအဲ့ဒါမျိုးကိုလေအခု UK ကလည်းလိုက်လုပ်ပြီးလုံးဝပါလက်စတိုင်းဆန္ဒပြပွဲကိုလုံးဝခွင့်မပြုတော့ဘူးဘာဖြစ်လို့လဲအနောက်နိုင်ငံတွေရဲ့လွတ်လပ်စွာဆန္ဒပြခွင့်လွတ်လပ်စွာသဘောထားထုတ်ပိုင်ခွင့်ကိုလာပြီးအသုံးချတာအခွင့်အရေးယူတာအဲ့ဒါကိုဘယ်သူကယူရလဲအီရန်ကယူရတာအီရန်ကအဲ့ဒါကိုစနစ်တကျအဲ့ဒါရုရှားလည်းအတူတူပဲဒါပေမဲ့ရုရှားကကြတော့သူ့အတွက်ဆန္ဒပြပေးမဲ့အုပ်စုကကမ္ဘာမှာမရှိဘူးဟုတ်တော့ကမ္ဘာပေါ်မှာရုရှားကိုထောက်ခံတဲ့လူကတော်တော်ရှားတယ်အီရန်ကကြတော့သူ့အတွက်ဆန္ဒပြပေးမဲ့လူကအစ္စလမ်ဘာသာဝင်အုပ်စုတစုလုံးရှိတယ်အဲ့ဒီအုပ်စုတွေကလည်းတိုက်ဆိုင်စွာနဲ့ဒီဒုတိယကမ္ဘာစစ်ပြီးကာလအနောက်နိုင်ငံများမှာ refugee ဒုက္ခသည်အနေနဲ့အမြောက်အများရောက်ရှိနေတယ်အဲ့ဒီအုပ်စုကိုအီရန်က target ထားတာဒါပေမဲ့ target ထားတဲ့နေရာမှာစီးရုံးတဲ့နေရာမှာနီးမျိုးစုံနဲ့စီးရုံးတာပေါ့နီးမျိုးစုံနဲ့စီးရုံးနေကျွန်တော်ကပြောတဲ့ UK နိုင်ငံမှာရှိတဲ့သတင်းဌာနတစ်ခုတောင်ပါတယ်ဒါအီရန်အတွက်ဖွဲ့နေတာအဲ့တော့မြန်မာရေးမှာမွတ်စလင်ရေးမင်းအွန်လိုင်းအရေးရိုဟင်ဂျာအရေးနဲ့တက်ကြွလှုပ်ရှားခဲ့တဲ့သူတော်တော်များများအဲ့သတင်းဌာနတွေနဲ့အင်တာဗျူးပြုတယ်အီရန်သတင်းဌာနဒါပေမဲ့အဲ့ဒီUK ရဲ့သတင်းရအဲ့သတင်းဌာနဒီအီရန်ရဲ့အစိုးရရဲ့စပိုင်နေအဲ့ဒီသတင်းဌာနကနေစပိုင်တွေမွေးနေတာအီရန်ရဲ့ sleeping cell တွေမွေးနေတာဒါကြောင့်လေအခုအမေရိကန်ကဝင်တိုက်တဲ့အချိန်မှာအီရန်ကပြောတာငါရဲ့ sleeping cell တွေနဲ့အမေရိကန်ကိုတစ်ကမ္ဘာလုံးမှာရှိတဲ့အမေရိကန်ကိုတိုက်ခိုက်မယ်ဆိုတာအဲ့ဒါကိုပြောချင်တာသူတို့မြုပ်နှံထားတဲ့အဲ့ဒီအစ္စလမ်ဘာသာဝင်တွေတစ်ကမ္ဘာလုံးမှာအမြောက်အများရှိတယ်တချို့ကလည်းအီရန်စပိုင်တွေတချို့ကလည်းအီရန်ကိုတနာတာတချို့ကလည်းဘလုံနီးနဲ့ပြပြ we stand with အီရန်တွေရှိနေတယ်ဒါအရှိတရားအဲ့တော့ဒါပေမဲ့အဲ့ဒါကိုအနောက်နိုင်ငံများကကောင်းကောင်းသဘောပေါက်တယ်ဒါကြောင့် sorry ပဲမင်းတို့ဆန္ဒပြခွင့်လည်းမပေးနိုင်ဘူးအဲကြောင့်လန်ဒန်မြို့မှာအီရန်ထောက်ခံဆန္ဒပြပွဲအကြီးကြီးတစ်ခုလုပ်ဖို့ရှိတယ်ပြောချင်တာက we stand with Iran အုပ်စုတွေအဲ့ဒီအတွက် UK မှာရှိတဲ့နိုင်ငံရေးသမားတွေအကုန်လုံးကအစိုးရကိုဖိအားပေးတယ်ပြည်ထောင်ဝန်ကြီးကိုဘာလို့ဆန္ဒပြပွဲဟာရဲကခွင့်ပြုချက်ပေးတာရဲရဲ့ဝန်ကြီးကပြည်ထောင်ဝန်ကြီးအဲ့တော့လေဘာပြည်ထောင်ဝင်ဖိအားပေးတယ်လုံးဝအဲ့ဒီဆန္ဒပြပွဲကိုလက်မှတ်ပေးမထိုးနဲ့ခွင့်မပြုနဲ့ဘာကြောင့်လဲအဲ့ဒါကိုအကြောင်းပြပြီးအီရန်ကလန်ဒန်မြို့လက်ကောင်မှာပွဲလုပ်တော့မှာအဲ့ဒါတော့အီရန်ရဲ့ sleeping cell တွေပါလက်စတိုင်းရဲ့ sleeping cell ပုံစံပဲ sleeping cell တွေထွက်လာမှာဒါပြိုင်တဲ့ထဲမှာလေဘာဒီလက်ဝဲဆုံးပါတီတွေကလည်းဒါကိုအခွင့်အရေးတစ်ခုအနေနဲ့စောင့်နေတယ်ဥပမာမဆာကိုဗင်တို့လိုယောပါတီကဟိုကလေးမလေးတို့လိုလေဘာကိုပုံကန်သွားတဲ့ကလေးမတို့ကလည်းဒီအခွင့်အရေးကိုစောင့်နေတာတို့ကလည်းဒီအခွင့်အရေးကိုကြည့်ပြီးအဲ့ဒီ we stand with Iran အုပ်စုကမဲကိုလိုချင်တာပါလက်စတိုင်းရဲ့မဲကိုလိုချင်တယ်လို့ပဲအဲ့ဒါကိုအကြောင်းပြပြီးတို့ကလွတ်တော်ကိုယ်စားလှယ်လုံးချင်တာပြောချင်တာအဲ့ဒီအခွင့်အရေးကတို့ကလည်းအဲ့ဒါကိုထောက်ခံနေတာအဲ့တော့အဲ့ဒါကိုထောက်ခံတာဖြစ်တဲ့အတွက် UK အစိုးရကအဲ့ဒါကိုပြက်ပြက်သားသားပိတ်ပလိုက်တာဒီနေ့ UK လန်ဒန်မှာအီရန်ကိုထောက်ခံတဲ့ဆန္ဒပြပွဲတခုမှခွင့်မပြုတော့ဘူးဘာကြောင့်လဲငကိုတော့ဆိုအကုန်ခွင့်ပြုတယ်ဒါပေမဲ့ခဏတော့ကအီရန်ရဲ့ sleeping cell တွေရှိနေတယ်အဲ့တော့ဒါတွေအားလုံးကိုခြုံကြည့်လိုက်ရင်အီရန်ဒီအမေရိကန်ကိုကြောက်တယ်အားလဲခံကျင်တယ်အသံလဲထွက်တယ်အဲ့တော့အီရန်ဒီအမေရိကန်သူ့ကိုလာတိုက်ရင်ဆုံးရှုံးမှလည်းသိတယ်အဲ့တော့မတိုက်ရအောင်နှီးမျိုးစုံနဲ့အမေရိကန်ကိုလှည့်ပြားနေတယ်အမေရိကန်ကိုအပြုတ်ဆွဲတယ်တန်ရေးတမန်ရေးနီးတဲ့တုံးတယ်နိုင်ငံရေးနီးတဲ့တုံးတယ်စစ်ရေးနီးတဲ့တီးတယ်ကုလသမဂ္ဂကိုအသုံးချတယ်ဒါကြောင့်လူကြီးမင်းတို့ကိုတခါတလေကျွန်တော်ကပြောချင်တာကုလသမဂ္ဂကိုအပြည့်ပြောနေတချို့ဟာတွေကကုလသမဂ္ဂကိုအသုံးချနေတာကုလသမဂ္ဂကိုအသုံးချတဲ့ထဲမှာတရုတ်လည်းပါတယ်ကုလသမဂ္ဂကိုအသုံးချတယ်နိုင်ငံတကာကုလသမဂ္ဂရဲ့နိုင်ငံတကာအဖွဲ့အစည်းကိုအသုံးချတယ်ဥပမာ WTO လိုအဖွဲ့အစည်းတွေကိုတရုတ်ကောင်းကောင်းအသုံးချထားတယ်အီရန်လည်းအသုံးချထားတယ်ပြီးတော့ကုလသမဂ္ဂရဲ့ကတော့ UNICEF လိုဟာမျိုးတွေအသုံးချတာဒါကြောင့်အမေရိကန်ကစိတ်ဆိုးဆိုးနဲ့အဲ့ဒီဖွဲ့တွေအကုန်ထုတ်ပလိုက်တာအဲ့တော့ကုလသမဂ္ဂဒီနောက်ဆုံးအဲ့ဒီနိုင်ငံတွေရဲ့အသုံးချခံဖြစ်နေတယ်အဲ့တော့အဲ့ဒါမျိုးနည်းနဲ့အီရန်ကနီးမျိုးစုံနဲ့လှည့်ပြားခဲ့တာအဲ့တော့အားလုံးကိုပြန်ချုပ်လိုက်ရရင်အီရန်ဒီအမေရိကန်သူ့ကိုလာတိုက်မှာအသေးကြောက်တယ်ဟိုကျွန်တော်အရသာစကားပြောမယ်အီရန်ဒီသူ့ကိုအမေရိကန်လာတိုက်မှာလည်းကြောက်တယ်
ဒါပေမဲ့အမေရိကန်ကိုလည်းအာမခံမဲနဲ့လည်းမနေနိုင်ဘာဖြစ်လို့လဲအမေရိကန်ကိုအာခံမှသူတိဆောက်ထားတဲ့အစိုးရစနစ်ကြီးကတည်မြဲပါပြီးတော့အစ္စလာမ်ဘာသာကိုသူကအခုတုံးလုံးမှသူဒီအစ္စလာမ်ဘာသာကိုကာကွယ်သူအဖြစ်ကမ္ဘာမွတ်စလင်တို့ကသူ့ကိုယုံကြည်လေးစားလာမယ်ဆိုရင်အဲ့ဒီကနေပါသူကသူ့ရဲ့ဒီအာဏာကိုသူကဆက်မှာအဲ့လိုမျိုးပုံစံနဲ့သူကလှုပ်ထားတာအဲ့တော့အဲ့လိုမျိုးပုံစံလှုပ်ထားတဲ့အခါကျတော့အမေရိကန်လာမတိုက်မှာလာတိုက်ရင်လေသူကုန်မှာသူသိတယ်ပြောချင်တာကအမေရိကန်ကိုဘယ်လိုမှအီရန်ကအာခံလို့မရဘူးဘယ်လိုမှမဖြစ်နိုင်တာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးပိုင်ဆိုင်မှုရပဲကြီးကြီးလက်နဲ့ရပဲကြီးကြီးကမ္ဘာမိတ်ဆွေပေါင်းတင်များရပဲကြီးကြီးနီးပညာရပဲကြီးကြီးပြောချင်တာကအီရန်မှာလုပ်နေတဲ့နီးပညာအလုံးအီရန်ကထွင်တာတခုမှမရှိဘူးအကုန်လုံးအမေရိကန်နီးပညာတွေခိုးယူလာတာအားလုံးသိတဲ့အတိုင်းပဲနော်အဲ့တော့ဒီပစ္စည်းတွေအားလုံးဒီအဲ့တော့အဲ့လိုမျိုးအနေထားဖြစ်တဲ့အတွက်အမေရိကန်မတိုက်အောင်သူလုပ်တာဒါပေမဲ့နောက်ဆုံး Trump နဲ့တွေ့တော့ကွဲတာပဲအဲ့တော့ Trump နဲ့တွေ့တော့ကွဲတာပဲအဲ့တော့ Trump ကကြတော့သူ့ကိုလှည့်ပြားလို့မရဘူး Trump ကသူ့နဲ့ပူအကွက်မြင်တယ်အဲ့တော့ Trump ကဖြက်စီးပလိုက်ကိုဖြက်စီးတဲ့ခါကျတော့သူဒီအမြန်ဆုံး Trump ရဲ့အားသာချက်နဲ့ဒီ Israel ရဲ့အားသာချက်ကပထမဆုံးနေ့မှာကိုအီရန်ခေါင်းဆောင်ပထမတစ်သုတ်ကိုအကုန်ရှင်းလိုက်နိုင်တာအဲ့ဒါအီရန်ရဲ့အားနည်းချက်ပဲအဲ့လိုဖြစ်သွားတဲ့ခါကျတော့အီရန်ဒီငကိုအတိုင်းပဲကျွန်တော်ကပြောသလိုအမေရိကန်ကိုဆက်မတိုက်ရအောင်ဟောမှုကြီးလက်ကြားကိုစပိတ်တယ်ပြီးတော့အာရနိုင်ငံတွေအကုန်လုံးတိတ်တယ်အကုန်လုံးပိတ်တယ်တကဘာလုံးမှာရှိတဲ့ We Stand with Iran အုပ်စုအမှန်ကအဲ့ဒီအုပ်စုအားလုံးဒီအီရန်ရဲ့အသုံးချခံလို့ဖြစ်တယ်တချို့ကကြတော့အီရန်ကိုသူတို့စိတ်နဲ့ထောက်ခံတာနော်သူတို့ထောက်ခံတာဒါသူတို့ကိစ္စဒါပေမဲ့တချို့လူတွေကကြတော့အီရန်ရဲ့ cell တွေဖြစ်တယ်အီရန် cell ဆိုတာအီရန်ရဲ့ spine တွေနဲ့ဒါတွေလှုပ်ရှားမှုတွေလုပ်တာပေါ့ဗျအဲ့ဒါမျိုးဖြစ်တော့အဲ့ဒီနီးနဲ့အမေရိကန်ကိုစစ်ပွဲတွေရပ်ဖို့ဖိအားပေးတယ်ဒါကိုသမ္မတ Trump ကအာခံတယ်ချမယ်တိုက်မယ်လုပ်ပြီးမှအခုမနေ့ကသူပြောတဲ့ပုံစံကသူ32ရက်ကြာစိတ်ကြိုက်လိုက်ကြသူလိုချင်တဲ့ပန်းတိုင်ကိုဖျက်ဆီးပြီးသွားပြီနောက်တဲ့2ပတ်3ပတ်သူထပ်ဖျက်ဆီးပြီးသွားရင်သူတက်ပြီးသွားပြီသူတောင်းကြည့်သွားပြီကျန်တာရေလက်ကြားကိုပိတ်တာမပိတ်တာမင်းတို့အာရက်တွေကိုတိုက်တာမှမင်းတို့ကိစ္စမင်းတို့ထားခဲ့မင်းတို့အီရန်နဲ့ကဘာနဲ့ဆက်ရှင်ပြောချင်တာကအီရန်က Trump နဲ့ကဘာနဲ့ကိုရန်တိုက်တာအီရန်ကကဘာလုံးမှာရောက်နေတဲ့ We Stand with Iran ဆိုတဲ့မွတ်စလင်အုပ်စုနဲ့အမေရိကန်နဲ့ရန်တိုက်တာအဲ့ဒီရန်တိုက်တာလည်းအောင်မြင်တော့အောင်မြင်တယ်မြန်မာမွတ်စလင်တော်တော်များများကအီရန်ဘက်ကဒါလူတိုင်းသိတယ်နော်အဲ့တော့ရန်တိုက်တာအောင်မြင်တော့လည်းအောင်မြင်တယ်အဲ့ဒီအကွက်ကို Trump ကထွက်ပါ Trump ကဘယ်လိုရှောင်ထွက်သွားမလဲဆိုတော့ Okay ငါကိစ္စပြီးပြီတတ်တာဘိုင်ဘိုင်ငါပြန်ပြီဆိုပြီးတော့အီရန်နဲ့အဲ့ဒီကဘာနဲ့ရန်ပြန်တိုက်မှာအဲ့တော့အီရန်ဖြစ်ရှင်တဲ့အတိုင်းကဘာကြီးနဲ့ Trump နဲ့အမေရိကန်နဲ့ရန်တိုက်ပေးတာကိုဒေါ်နယ်ထရန့်ကအီရန်နဲ့ကဘာကြီးနဲ့ရပြန်တိုက်မှာငါပြီးသွားပြီငါအီရန်ကိုပဲစစ်တိုက်တာငါဟောဘူးကြီးလက်ကြောင်ငါပိတ်တာမဟုတ်ဘူးမင်းတို့အာရတ်နိုင်ငံကိုငါပြစ်တာမဟုတ်ဘူးအဲ့တော့ငါကိစ္စပြီးပြီငါပြန်ပြီအဲ့တော့အီရန်ကဟောဘူးကြီးလက်ကြောင်စပိတ်တာအဲ့ဒါကဘာကြီးနဲ့မင်းတို့နဲ့အီရန်နဲ့ရှင်းကြဒုတိယကပဲအီရန်ကဆော်ဒီတို့ကူဝိတ်တို့ကာတာတို့ကိုဆက်ပြစ်နေအဲ့ဒါမင်းတို့နဲ့အီရန်နဲ့ရှင်းကြငါနဲ့ဘာမှမဆိုင်ဆိုသူကရှောင်ထွက်သွားမှာပြောချင်တာကအီရန်ရဲ့ငကိုရည်ရွယ်ချက်ကိုဖျက်ဆီးပြီးတော့အမေရိကန်နဲ့ကမ္ဘာကြီးနဲ့ကမ္ဘာနိုင်ငံများနဲ့ရန်တိုက်တဲ့ကိစ္စကိုအမေရိကန်ကအီရန်နဲ့ကမ္ဘာနိုင်ငံများနဲ့ရန်ပြန်တိုက်လိုက်တာအဲ့တော့အဲ့ဒီပုံစံမျိုးနဲ့သွားတာဖြစ်တဲ့အတွက် UK ဝန်ကြီးချုပ်ကလည်း NATO ခေါင်းဆောင်တွေကလည်းအဲ့ဒီတိုင်းပြောနေတာသူတို့ Trump သွားမယ့်အကွက်ကိုကောင်းကောင်းသူတို့လည်းမြင်ထားတဲ့ပုံစံရှိတယ်ဒါကြောင့်မနေ့က UK ဝန်ကြီးချုပ်ရဲ့စကားပြည်သစ်သမ္မတ Macron ရဲ့စကားအတီးပဲမနေ့က UK ဝန်ကြီးချုပ်ကလည်းတိုင်းပြည်ကိုအရေးပေါ်မိန့်ခွန်းပြောတာဗျမနေ့က UK ဝန်ကြီးချုပ်ကတိုင်းပြည်ကို emergency နော်မကြေညာဘဲနဲ့အရေးပေါ်မိန့်ခွန်းပြောသွားတာTrump ကညကြမှာပြောတာ UK ဝန်ကြီးချုပ်ပြောတာရှင်းလေးဒီစစ်ပွဲတွေငါတို့စစ်ပွဲမဟုတ်တာအမေရိကန်စစ်ပွဲဒီစစ်ပွဲတွေကိုငါတို့နိုင်ငံဝင်မပါဘူးသို့တော့ဒီစစ်ပွဲတွေအများဆုံးပြီးဆုံးဖို့နဲ့ဟောမှုရေလက်ကြားကိုပြန်ဖွင့်ဖို့အတွက်ငါတို့စူးစမ်းမယ်ဒါပေမဲ့ဟောမှုရေလက်ကြားကိုပြန်ဖွင့်ဖို့အတွက်စစ်ပွဲတွေရပ်မှရမယ်အဲ့တော့ဟောမှုရေလက်ကြားကိုပြန်ဖွင့်ဖို့အတွက်ကမ္ဘာနိုင်ငံပေါင်း30ကိုဥဆောင်ပြီး UK နိုင်ငံကမကြခင်မှာအစည်းအဝေးခေါ်မယ်မဟာမိတ်တပ်ပေါင်းစုလုပ်ပြီးတော့နိုင်ငံရေးတိုင်ရေးတမန်ရေးစစ်ရေးနည်းနဲ့ဟောမှုရေလက်ကြားကိုဖွင့်မယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်ကဘာလို့ပြောချင်တာလဲစစ်ပွဲရမှဖွင့်လို့ရမယ်အဲ့စစ်ပွဲရရင်အမေရိကန်ပြန်သွားမယ်အမေရိကန်ပြန်ရင်စစ်ပွဲရပြီအမေရိကန်မတိုက်ရင်အီရန်ကဘာမှတိုက်စရာအကြောင်းမရှိတော့ဘူးလေပြီးသွားပြီလေအီရန်ကလည်းပျော်သွားပြီပေါ့ဘာလို့နည်းနည်းလေးကြံရင်လည်းသူ့အတွက်အမြတ်ပဲလေအဲ့တော့ကြံခဲ့တဲ့ခေါင်းဆောင်တွေမသိတဲ့ခေါင်းဆောင်တွေလည်းအမြတ်ပဲလေအဲ့ဒီခေါင်းဆောင်တွေကတိုင်းပြည်ဆက်အုပ်ချုပ်အောင်ပါအဲ့တော့အဲ့ဒါကြံရင်အဲ့ဒီချိန်ကျမှဒီ UK တို့ပြည်သစ်တို့ဥဆောင်တဲ့ကမ္ဘာနိုင်ငံပေါင်း30ကအီရန်နဲ့တွားညှိတော့မှာကဲအမေရိကန်လည်းပြီးသွားပြီမင်းတို့အချင်းချင်းရန်ပြစ်ကြတာမင်းတို့ကိစ္စပြီးသွားပြီလောလောဆယ်ရေးလက်ကြားကိုဖွင့်ဖို့အတွက်နိုင်ငံရေးတန်ရေးတမန်ရေးစီးပွားရေးတွေကြည့်ကြပါအဲ့ဒီချိန်ကျရင်အီရန်ကငြင်းလို့မရတော့ဘူးအဲ့ဒါ Trump ရဲ့အကွက်အီရန်ရဲ့အကွက်ကို Trump ရဲ့အကွက်ပြန်လုပ်လိုက်တာအဲ့တော့ Trump ကသူထွက်ပြေးသွားမှာတော့ Trump ကိုဘယ်သူမှထိလို့မရတာကဘာကြီးကအဲ့ဒါဝမ်းနေစရာလားဝမ်းသာစရာအမေရိကန်ကိုဘယ်သူမှထိမရဘူးအဲ့ဒါအမှန်ပဲ
အဲ့တော့ Trump ကသူပြန်ပြီးပဲဘာ तू ကစတိုက်ထားတဲ့လူလေ तू မတိုက်တော့ပြီးသွားပြီပဲ तू ကိုဘယ်သူမှလည်းအေးအေးယူလို့မရအဲ့ Trump ကသူတက်တယ် तू ကိုပြန်ရုပ်သွားမယ်သူ့အိမ်မှာ तू အိတ်နေမယ် तू ပြောသလို golf ရိုက်နေမယ်အဲ့ဒါဆိုရင်ဒီပြဿနာအရှုပ်ထုတ်ကအီရန်နဲ့ကမ္ဘာနဲ့ရှင်းရမယ်အီရန်နဲ့ရှင်းဖို့အတွက်ဘာလို့လဲခဏတုန်းက UK ဥဆောင်တဲ့ပြည်သူ့သမ္မတဥဆောင်တဲ့ကမ္ဘာနိုင်ငံပေါင်း30နဲ့အီရန်နဲ့ဆွေးနွေးရတော့မှာအဲ့ဒီအတိုင်းအပေးယူတွေလုပ်ပြီးပြောချင်တာက तू ပြောသလိုပတ်စံကောက်မလားဖွင့်ပေးမလားဒါမျိုးတွေတော့လုပ်ရမှာပေါ့အဲ့ဒီပုံစံအနေထားရှိနေတယ်ဆိုတာကိုကမ္ဘာခေါင်းဆောင်များဖြစ်တဲ့ UK ဝန်ကြီးချုပ်ပြည်သူ့သမ္မတအီရန်နိုင်ငံခြားရေးဝန်ကြီးအမေရိကန်သမ္မတရဲ့ပြောစကားများအရာတင်ပြပေးလိုက်ရပါတယ်အဲ့တော့အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်းဒီနေ့ပြောထားတယ်အမေရိကန်ကစစ်ပွဲတွေရပ်ပြီးထွက်သွားတာကိုကြိုးစိုးတယ်သူတို့ကစစ်ပွဲရပ်ချင်နေပြီပြီးတော့အမေရိကန်နဲ့ဆွေးနွေးနေတာလည်းမှန်တယ်လို့ပြောတယ်အစ္စရေးပုံစံကသူကလက်ဘနွန်ကိုပဲအာရုံစိုက်မှာဘာလို့လက်ဘနွန်ကိုသူအာရုံစိုက်မှာအစ္စရေးကလက်ဘနွန်တောင်ပိုင်းကိုဝင်သိမ်းဖို့သဘောရှိတယ်သူဘာဖာဇာလုံးမယ်လို့ပြောနေတယ်အီရန်ကိစ္စကိုသူကအမေရိကန်ရဲ့သူလည်းရပ်လိုက်မှာတကယ်လို့အီရန်ကအစ္စရေးကိုဆက်ပြစ်နေအစ္စရေးကဒုံးကြီးနဲ့ကာကွယ်နေမှာပေါ့အဲ့တော့ဆိုလိုချင်တာကဒါကအရှိတရားပါအဲ့တော့ဒီအရှိတရားအရဒီနေ့ဖြစ်ပြနေတဲ့အနေအထားများအရ cell တွေရှိတယ်ကဘာကြီးမှာ cell တွေကိုရှိတယ်အဲ့ဒီ cell တွေကအကြမ်းဖက်မှုကိုဖြစ်စေတယ်အဆုံးရောက်မှုကိုဖြစ်စေတယ်ဥပမာမက်ဂါရီရဲ့ cell တွေကလည်းတစ်ကမ္ဘာလုံးမှာပြန့်နေပြီသမ္မတ Trump ရဲ့လက်ရဆုံး cell တွေတစ်ကမ္ဘာလုံးမှာပြန့်နေပြီအခုအီရန်ဆွီဒင်နိုင်ငံမှာလည်းအဲ့ဒီလက်ရဆုံးတွေတက်နေပြီဂျာမနီမှာလည်းတက်နေပြီဒါကြောင့်ဂျာမန်ဝန်ကြီးချုပ်ကဒါကြောင့်ဆီးရီးယားနိုင်ငံသား80ရာခိုင်နှုန်းကိုပြန်ပို့ဖို့လုပ်နေရတာဘာလို့အဲ့ဒီရဲ့သူ့နိုင်ငံမှာရှိနေတဲ့ cell တွေကနေတဆင့်စနေပြီအဲ့တော့ကဘာကြီးမှာလက်ဝဲဆုံးနဲ့လက်ရဆုံးနှစ်ဖက်လုံးက cell တွေရှိတယ်အဲ့ဒါတွေအားလုံးဒီနေ့ကဘာကြီးရဲ့ငွေရေးကြီးအနေအထားများအရာပတ်စံများအရာဖန်တီးထားကြတာအဲ့တော့အီရန်မှာအဲ့လိုလုပ်နိုင်တဲ့အင်အားရှိတယ်ဒါကျွန်တော်တို့မမေ့ဖို့လိုတယ်ထိုနည်း၎င်းပဲတရုတ်မှာလည်းအဲ့လိုလုပ်နိုင်တဲ့အင်အားရှိတယ်တရုတ်ကကမ္ဘာမှာအရန်ချမ်းသာတာတရုတ်ဒီကမ္ဘာလုံးမှာသူ့ဆဲတွေထွတ်ထားတယ်တရုတ်လည်းအားသာချက်တစ်ခုရှိတယ်ကမ္ဘာလုံးမှာ overseas Chinese ကနေရာတကာရှိတယ်ကမ္ဘာလုံးမှာ China Town တွေရှိတယ်အိန္ဒိယလည်းအဲ့ဒီဆဲတွေလှုပ်ဖို့စူးစမ်းနေပြီဘာလို့အိန္ဒိယလည်းကမ္ဘာလုံးမှာ Indian တွေအများကြီးရှိတယ်အဲ့တော့ကမ္ဘာကြီးက globalization ဖြစ်နေပြီ globalization ဖြစ်နေတယ်အဲ့တော့ globalization ဖြစ်တာဖြစ်တဲ့အတွက်ဒီ cell တွေအားလုံးဒီနေရာတိုင်းမှာရှိနေတယ်အဲ့တော့ပြောချင်တာကလူဖြူနိုင်ငံဆိုပြီးလူဖြူရွက်နေတာမဟုတ်တော့ဘူးအကုန်လုံးရောက်နေပြီလူမျိုးစုံဖြစ်နေပြီအဲ့တော့အဲ့ဒီလူမျိုးစုံရောက်နေတဲ့ဘာသာစုံရောက်နေတာဖြစ်တဲ့အတွက်အဲ့ဒီ cell တွေကိုအသုံးချခြင်းနဲ့နိုင်ငံတွေဥပမာအီရန်ကဲ့သို့တရုတ်ကဲ့သို့ရုရှားကဲ့သို့ဒါပေမဲ့ရုရှားကတော့အသုံးချခံမှုတိတ်မလွယ်ဘူးဘာလို့ရုရှားလူမျိုးကကမ္ဘာမှာပြန့်နှံ့နေတာလဲနေတယ်ရုရှားကဘာမှအသုံးချလို့လည်းမဖြစ်နိုင်ဘူးအဲ့တော့ရုရှားကလောကကိုင်ရအရန်ခတ်တယ်အဲ့ဒါတော့အမှန်ပဲကျန်တဲ့လူတွေကဘာသာတရားရကြည့်မလားဒုတိမဟုတ်ရင်သူတို့ရဲ့လက်ရဆုံးလက်ဝဲဆုံးအယူဝါဒရောက်ကြည့်မလားအဲ့ဒီဆဲတွေကပြန့်နှံ့နေတာအမှန်ပဲအဲ့တော့အဲ့ဒီနေရာကနေဝင်ပြီးတော့အသုံးချကြတာတစ်ချိန်လုံးကဆိုရင်အီရန်ကိုအများဆုံးထောက်ခံပြောခဲ့တဲ့မီဒီယာတခုရှိတယ်ဘယ်မီဒီယာလို့ထင်ပါလဲကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီမီဒီယာကိုနားထောင်ပြီးတော့အဲ့ဒီမီဒီယာပြောတာတွေမှန်တယ်လို့လက်ခံခဲ့ဘူးတယ်ဥပမာအမေရိကန်လည်းနျူကလ িয়ার လက်နက်ရရင်အီရန်လည်းနျူကလ িয়ার လက်နက်ရတင်တာပေါ့အမေရိကန်မှာလည်းဒုံးကျည်ရှိရင်အီရန်လည်းဒုံးကျည်ရတင်တာပေါ့ဆိုတဲ့အဲ့ဒီမီဒီယာတခုကအကြီးအကျယ်ပြောခဲ့ဘူးတယ်ဘယ်မီဒီယာလို့ထင်လဲEl Jazeera ပါမှန်ပါတယ်El Jazeera ပါရှိပြောရင် El Jazeera ဟာအီရန်ဘက်ကနေရက်တီပေးခဲ့တာအနှစ်20လောက်ရှိပြီအဲ့တော့ El Jazeera ဟာအီရန်ဘက်ကရက်တီပေးခဲ့တာအနှစ်20လောက်ရှိပြီကျွန်တော်ကိုယ်တိုင်လည်း El Jazeera ကိုနားထောင်ပြီး brain wash တွေလုပ်ခံခဲ့ရဘူးတယ်ဒါကျွန်တော်ရိုးသားပြောတာဒါကြောင့်နောက်ပိုင်းကျတော့ El Jazeera လုံးဝမကြည့်တော့ဘူး El Jazeera ကအဲ့ဒါအရန်ပြောတယ်အထူးပြအီရန်ဘက်ကအပြည့်အဝရက်တီတယ်အဲ့ဒီ El Jazeera ဟာကာတာကဖြစ်တယ်ကာတာသတင်းဌာနဖြစ်တယ်အီရန်ဘက်ကအများဆုံးရက်တီခဲ့တာဒါကြောင့်ဒီနေ့အီရန်ကကာတာကိုပြန်ပစ်တဲ့အချိန်မှာကာတာပြည်သူတွေနဲ့ကဘာကြီးအံ့ဩနေတာဒါတော့ဒီနေ့ El Jazeera ကအီရန်ဘက်ကလိုက်ပြောပေးနေသေးပဲဟုတ်ပါသလား yes or no
ဂျာဇီယာဟာအီရန်ဘက်ကနေခိုင်မာရက်တည်ပေးခဲ့တာဂျာဇီယာမှာရှိတဲ့သတင်းသုံးသပ်သူများဟာအမြဲတမ်းအီရန်ဘက်ကအသာပဲပြောပေးတာအမေရိကန်မတရားလုပ်နေတဲ့ပုံစံကိုပုံဖော်ပြီးတော့အမြဲတမ်းပြောတာကျွန်တော်လည်းတစ်ချိန်ကဂျာဇီယာတွေကြည့်ဖူးခဲ့တယ်အဲ့တော့အမေရိကန်ကနျူကလီးယားလက်နက်ရှိတယ်ဘာကြောင့်အီရန်ကနျူကလီးယားလက်နက်မရသင့်တာလဲအမေရိကန်မှာဘလက်စတစ်မစ်ဇိုင်းဒုံးကျည်ရှိတယ်ဘာကြောင့်အမေရိကန်ကအီရန်ကဘလက်စတစ်မစ်ဇိုင်းဒုံးကျည်မရသင့်တာလဲအမေရိကန်ကအီရတ်ကိုတိုက်ခွင့်ရှိတယ်အာဖဂန်ကိုသိမ်းနေတယ်ဒါဆိုရင်ဘာကြောင့်အီရန်ကလည်းဟာမတ်စ်တို့ဟစ်ဇ်ဘိုလာတို့ကိုထောက်ပံ့ခွင့်မရှိရမှာလဲအဲ့လိုရှူတောင်းတဲ့ဂျာဇီယာသည်အမြဲတမ်းပြောဆိုခဲ့တဲ့သတင်းဌာနဖြစ်တယ်မှန်ပါလား yes or no မှန်ပါလား yes or no ဒါပေမဲ့အဲ့ဒီဂျာဇီယာကိုလည်းအီရန်ကမညာဘူးခင်ဗျဒီနေ့ကာတာကိုလည်းကြေးတယ်ကာတာကိုလည်းစော်တယ်ကာတာရဲ့ LNG လို့ခေါ်တဲ့ low neutral gas လေ liquid neutral gas ခေါ်မှာပေါ့စက်ရုံကြီးကိုကျဲချပလိုက်တာအဲ့ဒီချိန်မှာအမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံတွေအကုန်အံ့ဩဟာကာတာဟာအီရန်ကိုအမြဲတမ်းစာနာတယ်အမေရိကန်နဲ့အီရန်ကြားမှာအမြဲတမ်းဝင်ပြီးညှိနှိုင်းပေးခဲ့တယ်အမြဲတမ်းအီရန်ဘက်ကရက်တည်ပေးခဲ့တယ်ဘယ်လိုဖြစ်လို့သူကာတာကိုလည်းပြန်လုပ်တာလဲအဖြေရရှင်းနေပါအဲ့တော့ဒါတွေအားလုံးဟာကမ္ဘာပေါ်မှာမှားတာမှန်တာဆိုတာတဲ့သူတို့အချင်းချင်းရဲ့ရက်တီကြီးကြောင့်ဒီစစ်ပွဲကြီးဖြစ်ကြတာဂျာဇီယာကို fake media လို့ကျွန်တော်မပြောပါဘူးနော်အဲ့ဒီစကားကိုကျွန်တော်လုံးဝလက်မခံပါဘူးဂျာဇီယာ fake media လို့ကျွန်တော်မပြောပါဘူးဂျာဇီယာမှာပြောတဲ့သတင်းတွေမှန်တာတွေအများကြီးရှိပါတယ်ကျွန်တော်မှားတယ်လို့တော့မပြောဘူးဒါပေမဲ့ဂျာဇီယာဒီအီရန်ဘက်ကရက်တီပေးခဲ့တယ်ဆိုတာကိုကျွန်တော်ကထောက်ပြတာအဲ့ဒါနဲ့ရောမချပါနဲ့ဂျာဇီယာဒီသတင်းအမှန်တွေအများကြီးပြောပါတယ်မြန်မာနိုင်ငံမှာဆိုရိုဟင်ဂျာသတင်းတွေဆိုဂျာဇီယာပဲအဓိကပြောတာကျွန်တော်ຫນွေဦးဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းတွေဂျာဇီယာပဲပြောတာပြောချင်တာကအခုကျွန်တော်တို့ NUG တွေကိုအင်တာဗျူးလုပ်တာတို့နော်ဒါတွေကဂျာဇီယာအများဆုံးလုပ်ပေးတာဒါကြောင့်လေဂျာဇီယာကမ္ဘာသတင်းဌာနကြီးပါလူယိုသေးရှင်သေးသတင်းဌာနပါဒါပေမဲ့ကျွန်တော်ထောက်ပြနေတာကဂျာဇီယာဒီအီရန်ဘက်ကအမြဲရက်တည်ပေးခဲ့တယ်ဒါကိုကျွန်တော်ပြောတာဂျာဇီယာဒီကာတာသတင်းဌာနဖြစ်တယ်ကာတာတော့ပုဂ္ဂလိကပိုင်တာမဟုတ်ဘူးကာတာအစိုးရပိုင်တာပြောချင်တာဂျာဇီယာရဲ့အာဘော်ဒီကာတာအစိုးရရဲ့အာဘော်ဖြစ်တယ်အဲလိုအီရန်ကိုအကာအကွယ်ပေးခဲ့တဲ့ထောက်ခံပေးခဲ့တဲ့ကာတာကိုလည်းအီရန်ကမညာဘူးဆိုတာကိုကျွန်တော်ကပြောချင်တာကျန်တာကတော့ဗမာပြည်တောင်းတွေအများကြီးပြောပါတယ်နော်ဂျာဇီယာအများကြီးပြောတာတွေရှိတယ်ဒါပေမဲ့မညာဘူးဆိုတာကိုပြောချင်တာအဲ့တော့စစ်ပွဲကဘာကြောင့်ပဲစပါဘူးတချို့ကထောက်ပြတယ်အီရန်ရဲ့ចောင်းသူလေးတွေအမေရိကန်ပုံကျဲတယ်အဲ့ဒါလူတိုင်းပြောနေတာလေလူတိုင်းသိတယ်လေအဲ့ဒါမှားနေတယ်လေအဲ့ဒါအရေးယူခြင်းကတော့ဒါအမေရိကန်မှာနောက်တက်လာမယ့်အစိုးရတွေနဲ့ဆိုင်တာပေါ့အဲ့တော့ဆိုလိုချင်တာကအီရန်ဒီလိုက်ရဲ့အဓိကရည်ရွယ်ချက်ဒီအီရန်ဒီအမေရိကန်ကိုကြောက်တယ်အီရန်ဒီအမေရိကန်လာတိုက်မှာကိုသူကြောက်တယ်ဘာကြောင့်လဲအမေရိကန်လာတိုက်ရင်သူအကုန်ဆုံးရှုံးသွားမှာကိုသူသိတယ်ဒါကြောင့်အီရန်ဒီအမေရိကန်လာမတိုက်အောင်နှီးမျိုးစုံနဲ့နိုင်ငံရေးတန်ရေးတမန်ရေးနောက်ကဘာလုံးမှာရှိတဲ့သူ့ရဲ့ဆဲတွေပေါ့ဆဲတွေဆိုတာသူလွှတ်ထားတဲ့စပိုင်တွေကိုပြောချင်တာအဲ့ဒီဆဲတွေရဲ့တဆင်နှီးမျိုးစုံနဲ့အနောက်နိုင်ငံရေးလောကကိုဖိအားပေးတယ်မတိုက်အောင်ဘာကြောင့်လဲတိုက်ရင်သူရှုံးမှာသူသိတယ်ဘာလို့အီရန်မှမဟုတ် UK လည်းအမေရိကန်သွားတိုက်ရင်ရှုံးမှာပဲပြည်သစ်လည်းသွားတိုက်ရင်ရှုံးမှာအမေရိကန်ကဘယ်သူမှမနိုင်ဘူးလက်ရှိနေထားမှာဒါသူ့ရဲ့အင်အားပဲအဲ့တော့ဒါကြောင့်တန်တဲ့နိုင်ငံတွေကအမေရိကန်မနိုင်တဲ့အတွက်အမေရိကန်နဲ့ရန်သူမလုပ်ဘူးပေါ့ဗျာပြောချင်တာကကိုမနိုင်တာ
မနိုင်တော့အမေရိကန်ကိုရန်မချဘူးပေါ့ဒါပေမဲ့အီရန်ကကြတော့မနိုင်မှန်းလည်းသိတယ်အမေရိကန်လက်တိုက်မှလည်းကြောက်တယ်ရန်လည်းရှာခြင်းတယ်အဲ့တော့အမေရိကန်ကိုလည်းအားခံခြင်းတယ်အဲ့ဒါအီရန်နိုင်ငံရဲ့ရွေးထားတဲ့နိုင်ငံခြားရေး policy ပဲသူ့နိုင်ငံခြားရေး policy ကြောင့်ဒီပြဿနာတက်တာအဲ့တော့မေးစရာရှိတဲ့ကမ္ဘာကြီးမှာအမေရိကန်လူပါဝနေလားဝနေတာပဲဒါအမှန်တရားပဲအီရန်လိုပါချီပါချက်နိုင်ငံမပြောနဲ့ဥရောပနိုင်ငံကြီးတွေတော့အမေရိကန်ကိုသတိထားနေရတယ်အခုဆိုရင် UK ဝန်ကြီးချုပ်ကိုနှစ်ပြားမတန်အောင်ပြောနေတာနော်ဥရောပစစ်တပ်တစ်ခုလုံးကိုစက်ကူကြားတာပဲသူပြောနေတာ UK ရဲ့လေနေတင်မောကိုကစားစရာအယုတ်လို့တော့ပတ်ဆက်ပြောနေတာအဲ့တော့အဲ့ဒါအရှိတရားပဲအဲ့တော့အမေရိကန်ဒီသူစစ်အင်အားနဲ့အီရန်ကမှမတကဘာလုံးအနိုင်ကျင့်နေတာလူတိုင်းသိတယ်ဒါပေမဲ့လူတိုင်းဒီကိုဂျိုးစီးပွားအတွက်အမေရိကန်ကိုအာမခံဘူးအမေရိကန်ကိုရန်မလုပ်ဘူးအဲ့တော့ကိုတတိရှိလို့အာခံတယ်ကိုတတိရှိလို့ရန်လုပ်တယ်ဆိုရင်ဖြစ်လာသမျှကိုခံရတာပဲအဲ့ဒါကအခုဒီနေ့အီရန်ပြဿနာပဲဒါကြောင့်ကျွန်တော်ကအမြဲတမ်းပြောတယ်အီရန်ကိုနှမျောတယ်အမေရိကန်ကရန်မလုပ်ရင်အီရန်ကဒါနဲ့အများကြီးလုပ်တတ်မှာနျူကလီးယားလက်နက်လည်းရပါအောင်မှာဘာလို့ပါကစ္စတန်လိုမလဲဘူးပါကစ္စတန်ကအမေရိကန်ကိုရန်မလုပ်ဘဲနဲ့နျူကလီးယားလက်နက်ကိုမရရအောင်ယူသွားတာအမေရိကန်ကိုကူညီတယ်အမေရိကန်ကိုတပည့်ခံတယ်တပည့်ခံပြီးအောက်ဆွဲပြီးတော့ပါကစ္စတန်နျူကလီးယားလက်နက်ရအောင်ယူသွားတာအီရန်ကမလဲဘူးအမေရိကန်ကိုအားခံတယ်ပြောချင်တာအသံကျဲတယ်အမေရိကန်ကြဆုံးပါစေအမေရိကန်သေးပါစေဆိုပေါ်တင်ကြီးချိန်စင်းနေတယ်တော့အမေရိကန်ကိုအမြဲတမ်းအားခံတယ်အမေရိကန်နဲ့ပြည်လေရေးလမ်းကြောင်းကိုမရွေးချယ်ဘူးအဲ့တော့ဘာဖြစ်လဲဒီနေ့အမေရိကန်မှာသမ္မတထရန့်လိုခေါင်းဆောင်တွေတွေ့တော့ဒီပြဿနာတက်တော့လေအခုဟိုဘက်ကသူမင်းညကပြောရတဲ့စကားအရာဆိုရင်သူပြောရတဲ့စကားရှင်းလေးပါသူစစ်ကိုရုပ်တော့မှာအဲ့တော့မင်းတို့ငါ့ကိုဖိအားပေးတယ်ဟောမှုလက်ကြံငါကူးမဆိုင်ဘူးလေပြီတတ်တာပဲအဲ့တော့ငါကိုစားလိုက်ရှင်းပေးမယ်အဖွဲ့ရှိတယ်ဖရန့်ကလဲတယ်သူထွက်သွားရင်သူ့ကိုစားရှင်းပေးမယ်လူကဘာတူလဲခဏတော့က UK တို့ပြည်သေးတို့ကသူ့ကိုစားရှင်းပေးတော့မှာညီအောင်ကြည့်သူသိပြီးသားသူထွက်သွားလိုက်တဲ့ UK တို့ဝင်မှာအဲ့ဒါကိုသူကထားခဲ့မှာအဲ့တော့ဒါဟာကိုအားချောက်လို့ဖြစ်တာကိုကအာမခံသိတဲ့လူကိုသွားအာခံသိလို့ဖြစ်တာကိုကစိတ်မခေါ်တဲ့လူစိတ်ခေါ်လို့ဖြစ်တာကိုတန်ကငကိုတဲကအမေရိကန်ကိုကြောက်ရင်အမေရိကန်ကိုသွားရံမစနဲ့ပေါ့အခုအဲ့ဒီအနေထားတိုင်းသမ္မတထရန့်ကပြောဆိုသွားတယ်အဲ့တော့သမ္မတထရန့်အဲ့လိုပြောလိုက်တာဖြစ်တဲ့အတွက်ရင်းနှီးစေးတက်တယ်ဘာလို့မပြီးသေးဘူးဆိုတဲ့သဘောအဲ့တော့ပြောချင်တာကအမေရိကန်ပြီးသွားရင်လည်းအီရန်ကဒီဟော်မဂျူလက်ကြောင်ပိတ်ဆို့ထားအောင်ပါပဲဟိုသင်္ဘောဖြတ်ခတောင်းနေအောင်ပါပဲအဲ့တော့စောစောကပြောတဲ့နိုင်ငံ30 UK ဥဆောင်တဲ့နိုင်ငံ30ကဝင်ညှိရင်လည်းအချိန်ပေးရအောင်ပါပဲအဲ့တော့အမေရိကန်ကစစ်ပွဲရက်ပြီးထွက်သွားရင်လေရက်ပြီးတော့ထွက်သွားရင်လေရင်းနှီးစေးကတက်နေအောင်ပါပဲအနည်းဆုံး2လ3လလောက်ပြီးတော့ပျက်စီးသွားတဲ့အပျက်စီးတွေပြန်လဲပြုပြင်မဲ့အချိန်တစ်ခုလဲယူရအောင်မှာဖြစ်တဲ့အတွက်ဈေးတွေကြီးနေအောင်ပါပဲဒါဟာမင်းညာကသမ္မတထရန့်ပြောသွားတဲ့အနေအထားများပဲဖြစ်တယ်အဲ့တော့အီရန်ဘက်ကတည်းနိုင်ငံခြားရေးဝန်ကြီးကဝန်ခံထားတယ်အမေရိကန်စစ်ပွဲတွေရက်တာသူတို့ဝန်တာတယ်သူတို့လည်းရက်ချင်နေပြီဒါအရှိတရားပထမသူတို့ကလိမ့်နေတာအခုသူတို့အမှန်တိုင်းထုတ်ပြောပြီးအီရန်နိုင်ငံခြားရေးဝန်ကြီးပြီးတော့အမေရိကန်နဲ့ဆွေးနွေးနေတာလည်းမှန်ပါတယ်ဆိုပြီးတော့ဝန်ခံပြောဆိုထားလိုက်ပြီအဲ့တော့အားလုံးမင်္ဂလာပါဒါကရှစ်ချောင်းကုံစင်အားလုံးကိုကျွန်တော်ကရှင်းပြတာရှစ်ချောင်းကုံစင်ကိုရှင်းပြတာအဲ့တော့ကဘာကြီးဘာဖြစ်နေတယ်လဲဘာကြောင့်ရင်းနှံဈေးနှုန်းတက်တယ်လဲဘာကြောင့်ငါတို့တွေကသူတို့စစ်ဖြစ်တာနဲ့ငါတို့ရဲ့ဓာတ်ဆီဈေးတွေလောင်စာဆီဈေးတွေစားသောက်ကုန်တွေဈေးကြီးတာလေအဲ့ဒါရှစ်ချောင်းကုံစင်ပါဘယ်သူကမှပုတ်ကိုရေးမပါဘူးဘယ်သူကမှတိုက်ခိုက်လို့စိတ်လည်းမပါဘူးအရှိတိုင်းပြောတာ